ခေါင်းပါဖြစ်တာအောက်ခဲပြီလားအောက်ခဲပြီတာလားဟိုငင်းရင်လှုပ်ရင်းနဲ့လားဟာမမုတ်တွေပါတယ်နော်ဟုတ်တယ်လားလို့ပြောပါအကိုကြီးတက်တော့ရပြီဆက်ပွေးပါမယ်ဟိုကကျောင်းထဲမှာဒီထဲမှာအများကြီးပဲလေကျန်လေးတွေအဲ့လိုကျောင်းထဲမှာဟုတ်လားမထမ်းနိုင်ဒီထဲမှာအများကြီးပဲကျန်လေးအခုဗလဲနော်ဟာဒီတန်းတော့အများကြီးလားဟာဟုတ်တယ်အဲ့ထဲမှာအများကြီးပဲသူတို့ကဖုန်းကြီးကျောင်းသူတို့ကျောင်းနေလေးပြမရှိတော့လို့လာနေရတယ်ဟောဒီမှာလည်းနေကြတယ်လားအဲ့ဒီကျန်လေးဘယ်နှပါလားရှိအများကြီးပဲဝင်ကြည့်လိုက်50တပါး50တပါးလားဘယ်လိုဝင်ကြည့်လို့ရအဲ့မှာဝင်ကြည့်မလားဖနာစီတော့ဖနာစီပူလို့ဖနာစီတော့ဟုတ်ကဲ့ကျောင်းမှာဆန္ဒပြရင်ကလူရဆန္ဒပြည့်စီပေါ့နော်ဟုတ်ပြီ